cream လိမ့်ပြီးမျက်နှာကြီးမဲလာတာမျိုးကြုံဘူးလား skin ရဲ့လောက်အောင်ထိမ့်သိမ့်နေတဲ့သူအတွက်ဒီလိုမျိုးကြုံနေဆိုတာကလည်းတော်တော်လေးကိုစိတ်နှောက်ယှက်ဖြစ်စရာကိစ္စပဲเนาะအဲ့တော့ဒီမျက်နှာမဲတာတတ်တအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုမမိုးလေးလာထားတာလေးရှိတယ်အဲ့ဒါလေးကိုမမိုးပြပြပေးမယ်သူကပထမဆုံးကဘာဖြစ်တာလဲဆိုတော့တစ်အချက်ကကြတော့သူက skin oxidate ဖြစ်တာ skin oxidate ဖြစ်တယ်ဆိုတာကတကယ်အသားရည်ကဒီပေါ့နော်အစီထုတ်တဲ့ quality မကောင်းတာအဲ့ဒါကဘာကြောင့်ဖြစ်တာလဲဆိုတော့ lifestyle ကြောင့်ဖြစ်တာကိုကညာဘက်တဲ့ဆိုရှင်အိတ်တာနောက်ကျတယ်ပြီးရင် processed food တွေစားများတယ်ပြီးရင် sugar တွေစားများတယ်ပေါ့နော်အဲ့လိုဖြစ်လာတဲ့အခါမှာကိုကအပြင်ကိုထွက်တဲ့အခါမှာဒီဆိုင်ကယ်တွေကားတွေကနေထွက်တဲ့ဒီ carbon dioxide ပေါ့နော်အဲ့ဒါတွေနဲ့ထိတွေ့တဲ့အခါမှာအသားရည်ကညစ်တက်ကြီးအဲ့ဒါမျိုးဖြစ်သွားတယ်နောက်တစ်အချက်ကကြတော့သူကskin care step တွေသုံးတာများပြီးတော့ skin က interaction ဖြစ်ပြီးတော့မဲသွားတယ်ပေါ့နော်အဲ့တော့ဘာလို့ရလဲဆိုတော့ကို sun cream ဝယ်တဲ့အခါမှာတုံးအပ်မပါတဲ့ sun cream မျိုးပြီးလို့ရှိရင်ဒီ oil free ဆိုတဲ့ sun cream မျိုးပေါ့နော်အဲ့လို sun cream မျိုးစားတွေကိုရွေးချယ်ပြီးတော့သုံးပေးရပါမယ်ဘမိုးကကြတော့ combination skin ပေါ့နော် combination skin ဆိုတော့ဒီစုံဒီoily skin ပေါ့အဲ့တော့မမိုးကလည်းဒီ oily skin တွေထုတ်ထားတဲ့ sun cream မျိုးကိုပဲသုံးရတယ်မမိုးဆိုလို့ရှိရင်ဒီ sun cream လေးကိုလိမ့်တာဆိုရင်တနေ့ကုန်ပေါ့နော်မျက်နှာမဲလာတာမျိုးလုံးဝမရှိဘူးမမိုးဒါကိုသုံးတာဆိုရင်ဘူးတစ်ဝက်လောက်ရှိပြီဒါတွေတော်တော်လေးကိုအဆင်ပြေတယ်ဒီသူ့ရဲ့ battery တွေကိုရှာကြည့်လိုက်တဲ့အခါမှာလည်းဒီပေါ့နော် skin ကမဲလာတယ်ဆိုတာမျိုးမရှိဘူးပေါ့နော် bad review ထဲမှာဆိုလို့မရှိဘူးပြီးရင်ဒီ sun cream ကနောက်ထပ် safe ဖြစ်တဲ့တစ်ချက်ကဘာလဲဆိုတော့သူက derma healing complex technology ကိုသုံးထားတယ်အဲ့ဒါကဘာတွေအတွက် safe ဖြစ်တာလဲဆိုတော့အသားရည်ရတာပြီးရင်အသားရည်နီရဲတာကို sun cream သုံးပြီးတဲ့အခါမှာဝက်ချန်ဆာလုံးဝပြန်မထွက်အောင်လို့ safe ဖြစ်အောင်လုပ်ထားတဲ့ technology ပါအဲ့ဒီအတွက် oily skin တွေသုံးမလား safe sensitive skin တွေသုံးမလား safe အဲ့တော့ကိုဝင်ဆောင်မိခင်တွေကစားစိတ်ချလက်ချသုံးမလားလုံးဝ safe ပါနော်